ဇန်နဝါရီလ၄ရက်နေ့မတည်မြဲခြင်းဉာဏ်ပညာမိတ်ဆွေကြုံတွေ့ရသမျှအတွေ့အကြုံတိုင်းကအခိုက်အတန့်လေးတစ်ခုပါပဲမိတ်ဆွေခက်ခဲနဲ့ရုန်းကန်နေရခြင်းဒါမှမဟုတ်မြို့တူစွာကခုံပြောပါနေခြင်းဒီဖြစ်ပျက်တွေအားလုံးဟာအချိန်တန်ရင်ကုန်ဆုံးသွားကြရမှာပါဒီမှန်တရားကအရာခက်သိမ်းကိုကိုစားပြုပါတယ်အစဉ်ပြေခြင်းနဲ့ခက်ခဲခြင်းအမောင်နဲ့အလင်းတရားမျှတမှုနဲ့မမျှတမှုဒီစန့်ကျင်ဘက်အရာတွေအားလုံးဟာလည်းတည်ငါလေးပါပဲဒီလိုပါပဲလက်ရှိအခိုက်အတန့်လေးကမတည်မြဲပဲကုန်ဆုံးသွားရမှာကိုသိရှိနားလည်ခြင်းကအဖုံးမဖြစ်နိုင်တဲ့အသိဉာဏ်ပညာပါပဲဇန်နဝါရီလ9ရက်နေ့ကိုယ့်ရဲ့နေအောင်ကြီးကိုကိုယ်တိုင်ဖန်တီးပါမိတ်ဆွေအနေနဲ့ပျော်ရွှင်မှုကိုလိုချင်ရင်ပျော်ရွှင်မှုကိုရွေးချယ်ပါသူများပြီးမှရမယ့်ပျော်ရွှင်မှုမျိုးကိုစောင့်မျှော်မနေပါနဲ့စိတ်ထဲရှိတဲ့အတိုင်းဘဝကိုအပြေးအဝရှင်သန်နေထိုင်ပါမိမိဖြစ်တည်ခြင်းရဲ့တမှုထူးခြားမှုကိုအသိမဲ့ပြုပါမိမိပတ်ဝန်းကျင်ကအံ့ဖွယ်ရာတွေကိုစူးစမ်းရှာဖွေပါမိုးတွေတသေးမဲမဲရွာပြီးတဲ့အခါထွက်ပေါ်လာတဲ့တက်တန့်ရောင်ကြီးတွေကိုအာရုံစိုက်ပါမိုးရေတွေကမိတ်ဆွေကိုစိတ်သက်သာစေခဲ့ရင်တောင်ကိုယ့်ရဲ့နေအောင်ကြီးကိုကိုယ်တိုင်ဖန်တီးပါဒါတွေကိုမိတ်ဆွေကိုယ်တိုင်ကလွဲပြီးဘယ်သူမှများလုံနိုင်ပါမလဲဇန်နဝါရီလ6ရက်နေ့အတွေးတွေကိုလှုပ်ပါခွင့်အပြည့်အဝမပေးပါနဲ့အတွေးဆိုတာမျိုးကပလိုက်တတ်တယ်အပြောင်းလဲမြန်တတ်ပါတယ်ဒါကြောင့်မိတ်ဆွေဆုံးဖြတ်ချက်တိုင်းဟာအတွေးတွေကိုစူမိုးပါခွင့်မပေးလိုက်ပါနဲ့မကောင်းတဲ့အတွေ့အကြုံကိုတွေ့တဲ့လိုမျိုးကောင်းမွန်တဲ့အတွေ့အကြုံကိုလည်းတွေးနိုင်စွမ်းမိတ်ဆွေစီမှာရှိပါတယ်။ကိုဖြစ်ချင်တာနဲ့ထပ်တူမကြတဲ့အတွေ့အကြုံတွေရောက်လာတဲ့အခါကိုတတိပေးပါ။ကိုဖြစ်ချင်တဲ့ကောင်းမွန်တဲ့အတွေ့အကြုံတွေတိုင်းပြုမှုနေထိုင်မှာဒီနည်းလမ်းအတိုင်းမိတ်ဆွေကိုယ်တိုင်မိတ်ဆွေရဲ့တွေ့ခေါ်မှုပုံစံကိုလေ့ကျင့်ပေးနိုင်ပါတယ်။ဒါဟာအချိန်ပေးရကြုံတဲ့အလေးကျင့်ကောင်းတစ်ခုပါပဲလူတစ်ယောက်ဟာသူ့ရဲ့နေတာမှာအတွေ့ပေါင်း9000ကနေ9000ပတ်ဝန်းကျင်တွေ့တတ်တယ်လို့ပြောကြပါတယ်မိတ်ဆွေရဲ့ဝါရှာလုံးမှာအဲ့ဒီအတွေ့တွေကိုချဲလဲမပေးပဲအနိုင်ယူလိုက်ပါဇန်နဝါရီလ9ရက်နေ့မြောက်ကိုချင်းပျော်ရွှင်မှုကိုခိုးယူသွားသူအခြားသူတွေပေါ်မှာထားရှိတဲ့ကိုယ့်ရဲ့မြောက်ကိုချင်းကိုသတိပြုပါပြီးတော့ကိုယ့်ပေါ်မှာသတ်မှတ်ထားတဲ့ကိုယ်ပိုင်မြောက်ကိုချင်းတွေကိုတတိချက်ဖို့ကလည်းပို့လို့တောင်အရေးကြီးပါတယ်။မြောက်ကိုချင်းဆိုတဲ့အရာကဝမ်းမြောက်ခြင်းကြည်နူးခြင်းတွေကိုဘဝမှာနေရာပေးလို့မရှိပါဘူး။ဇန်နဝါရီလ10ရက်နေ့ကိုဘဝဟာကိုတာဝန်ကိုဘဝအတွက်ကိုမှသာတာဝန်ရှိပါတယ်။ဒီမှန်တရားဟာမိတ်ဆွေကိုခွန်အားဖြစ်စေနိုင်သလိုအထိတ်လန့်လည်းဖြစ်စေနိုင်ပါတယ်။မိတ်ဆွေအနေနဲ့ကိုဘဝကိုအထောက်အကူမပြုတဲ့ပြစ်တင်ဝေဖန်မှုတွေနားလည်မှုအလွယ်တွေစင်ကြယ်စလက်တွေကိုဆုံးဖြတ်ရပါမယ်။ကိုတွေးကြုံခဲ့ရတဲ့ဖြစ်ဆိုတွေဟာတရားမျှတမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုမပျော်ရွှင်စေတဲ့အရာတွေကိုကိုယ်တိုင်သာပြောင်းလဲနိုင်ပါတယ်။လက်ရှိနေရာကိုဘယ်လိုပဲရောက်လာမိတ်ဆွေရဲ့နေရာအတွက်မိတ်ဆွေမှာသာတာဝန်ပြေဝရှိပါတယ်။ဒါကိုလက်ခံလိုက်တာနဲ့ကိုဘဝဇညွန်းကိုအကောင်းဆုံးပုံဖော်ဖို့အသင့်အနေထားမှာမိတ်ဆွေရှိနေပါလိမ့်မယ်။ဇန်နဝါရီလ9ရက်နေ့အမားတွေလုံးမိနေဦးမှာပါပဲ။လူဖြစ်နေသေးတော့အမားနဲ့မကင်းနိုင်ပါဘူး။မိတ်ဆွေကိုယ်တိုင်လေလူတွေကလူဆိုတော့အမားတွေလုံးမိနေအောင်ပါပဲဒါပေမဲ့အဲ့ဒီအမားတွေစီကဘလို့သင်ခန်းစာယူမလဲဆိုတာကတော့မိတ်ဆွေပေါ်မှာမူတည်ပါတယ်မိတ်ဆွေတလွဲလုပ်ခဲ့မှုတဲ့အချိန်တွေရှိခဲ့မယ်မာနကိုအစော်ကားခံရတဲ့အခိုက်အတန့်တွေလည်းရှိခဲ့ပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေစီမှာဘဝပု္ပ္ပာအလုံးအတွက်အဖြေအလုံးစုံရှိနေမှာတော့မဟုတ်ပါဘူးအရာအလုံးကိုတပြိုင်တည်းသိရှိနားလည်ဖို့လည်းမလိုအပ်ပါဘူးဒါကိုတော့မိတ်ဆွေယုံကြည်ထားပါသိရှိနားလည်ဖို့အချိန်တန်လာတဲ့အခါမိတ်ဆွေတဖြည်းဖြည်းနဲ့သိရှိနားလည်လာပါလိမ့်မယ်ဘဝကိုတည်တယ်စွာနှိမ့်ချစွာရှေ့ဆက်နိုင်ဖို့အတွက်မိတ်ဆွေတိုးတက်ကောင်းမွန်စေခြင်းတဲ့သူရဲ့အကြံပြုချက်တွေရဲ့အမားကပြီးခဲ့သင်ခန်းစာတွေရဲ့ဒါတွေကိုလူသားတစ်ယောက်အနေနဲ့ပွင့်လင်းစွာလက်ခံသင်ယူလိုက်ပါဇန်နဝါရီလ10ရက်နေ့ယုံကြည်မှုကိုနဲ့ကိုပတ်ဝန်းကျင်ပေါ်မှာထားရှိတဲ့ကိုရဲ့ယုံကြည်မှုအဲ့ဒီယုံကြည်မှုနဲ့ထပ်တူကြတဲ့ဇာညွှန်းတွေကိုမိတ်ဆွေရဲ့မသိစေကဖန်တီးပါတယ်ဆိုတော့မိတ်ဆွေကိုဒီမိကုန်းလေးတွေမေးကြည့်ပါငါနဲ့ငါဘဝအတွက်ငါဘာကိုယုံကြည်သလဲ
ငါယုံကြည်တာနဲ့ငါဖြစ်ချင်တာဘဝမှာထပ်တူကြရဲ့လားမိတ်ဆွေကိုယ်တိုင်ယုံကြည်ထားတဲ့အမှန်တရားကိုသတိချက်ပါဘာကြောင့်လဲဆိုတော့ပိုကောင်းလာဖို့ပဲဖြစ်ဖြစ်ပိုဆိုးသွားဖို့ပဲဖြစ်ဖြစ်လူဆိုတာကိုယုံကြည်ရာကိုဖြစ်လာတာမို့လို့ပါ